ဒီအာနာယူပြီးတော့အုပ်ချုပ်နေတဲ့ကာလတော်တွင်းမှာဒါတွေကိုလုံနိုင်ခဲ့သလားမလုံနိုင်ဘူးလားဆိုတဲ့ဟာကကလေးကစခွေဆုံးကုန်သိတယ်ပေါ့နော်အဲ့တော့အဲ့ဟာတော့မှပဲဘာကြောင့်မလို့ဒီပွဲကိုသူယူမင်္ဂလာပါခေဦးရှင်ထဲမှာကြိုဆိုပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ရှင်ထဲဆိုရင်မြန်မာနိုင်ငံအတွင်းကလက်ကျတော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတည်တဲ့ကောင်းများကိုတင်ဆက်ပေးနေတဲ့ရှင်ထဲပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ရှင်ထဲကိုစောင့်မျှော်အားပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာအများကြီးဖြစ်သွားတယ်ဘာမှစီမံခန့်ခွဲနိုင်ခဲ့တာမရှိဘူးပေါ့နော်ပထမဆုံးပြောမယ်ဆိုရင်ဒါပြည်တွင်းမှာတိုက်ပွဲတွေပို့ပြီးတော့ဖြစ်လာတယ်အာဏာမသိမ်းခင်ကနေအာဏာသိမ်းပြီးသူအုပ်ချုပ်နေပါလေဆိုတဲ့ကာလအတော်တွင်းမှာဒီပြည်တွင်းမှာဖြစ်ပွားနေတဲ့ဒါနေရာဒေသတွေကြည့်မယ်ဆိုရင်နိုင်ငံရဲ့နေရာအနှံ့လို့တောင်ပြောလို့ရတဲ့အနေအထားပေါ့နော်အဲ့တော့အာဏာမသိမ်းခင်နဲ့အာဏာသိမ်း9နှစ်အတွင်းမှာရှင်ကြည့်ရင်သိသာစေပါတယ်ဒါကအာဏာသိမ်းမှုကြောင့်မလို့ဖြစ်လာတဲ့အကျိုးဆက်တွေပေါ့နော်စစ်ပွဲတွေဆိုတာလည်းဒါတည့်ရတိုင်းပဲစစ်ပွဲဖြစ်ပြီဆိုတာနဲ့နိုင်ငံကအဆအဆရရခက်ခဲတော့တာပဲပေါ့နော်အဲ့တော့နောက်တစ်ချက်ကတော့မရောက်လိုင်ခေါင်းမာတဲ့အတွက်ပေါ့နော်ဒါပြည်သူရဲ့တောင်းဆိုမှုကိုဂရုမစိုက်ခဲ့ဘူးအဲ့လိုမျိုးဂရုမစိုက်တာတွေကြောင့်မလို့ပေါ့နော်သူအာဏာတည်မြဲရေးအတွက်အခုလိုမျိုးတိုက်ပွဲတွေဖြစ်လာတဲ့ခါကျတော့မစင်မချင်းလောက်ရက်တွေပို့ပြီးတော့လှုပ်လာတယ်အဲ့ဒါကတော့ဒါဘုံကျဲတာတွေပေါ့နော်တပ်ဖြတ်တာတွေအစုလိုက်ပြုံးလိုက်တပ်ဖြတ်တာတွေမီးရှို့တာတွေဒါတွေတောက်လျှောက်ကိုလှုပ်လာတယ်ပေါ့နော်လေချောင်းတိုက်ခိုက်မှုတွေပို့ပြီးတော့လှုပ်တယ်မီးရှို့ဖျက်ဆီးတာတွေလှုပ်တယ်ဖမ်းဆီးတာတွေလှုပ်တယ်တပ်ဖြတ်တာတွေလှုပ်တယ်ပေါ့နော်နောက်တစ်ခုကဒါစစ်သားစုဆောင်းတာတွေကစဒါလူငယ်တွေပေါ့ဗျာပေါ်တာဆွဲတာမျိုးတွေဒါတွေကစလှုပ်လာတာတွေရှိတယ်ပေါ့နော်အဲ့တော့အခက်အခဲတွေအများကြီးပဲဖြစ်တယ်နိုင်ငံကရှိတယ်ပေါ့နော်ပြည်သူတွေအကုန်လုံးပေါ့နော်ကလေးလူငယ်လူရွယ်လူကြီးအကုန်လုံးဒီဒုက္ခတွေကိုခံစားရတယ်ဒါတွေကြောင့်မလို့ဒါတေဆုံးတဲ့သူအရေးအတွက်တွေများလာတယ်စစ်ပေးရှောင်အရေးအတွက်တွေတန်းနဲ့ချီလာတယ်ပြီးတော့ဒါအခုချိန်ထိအဲ့ဒါတွေကလည်းလက်ရှိအချိန်ထိကိုဖြစ်နေစေပဲဖြစ်တယ်စစ်သားစုဆောင်းမှုတွေဆိုရင်ဒါတည့်ရတိုင်းပဲဒီလိုမျိုးစုဆောင်းခံရတဲ့ဒါလူငယ်တွေဘယ်ကိုရောက်တယ်လဲတေးလန်းကိုပို့ခံနေရတယ်တည့်ရတိုင်းပဲတော်လိုင်းတပ်ဖွဲ့တွေနဲ့ရင်ဆိုင်နေရတဲ့စစ်မြေပြင်တွေကိုလွှတ်ပြီးတော့အသေးခံခိုင်းနေတာတွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒါလူငယ်တွေပေါ်တာဆွဲခံရတာရှိတယ်အဲ့လိုမျိုးပေါ်တာဆွဲခံရမှာဆိုလို့ထွက်ပြေးတင်းရှောင်ကြတဲ့လူငယ်တွေလည်းအများကြီးပဲဒီအရေးအတွက်တွေဆိုတာကြည့်လိုက်မယ်ဆိုရင်ကြောက်ခမန်းလေးလေးဒါစစ်ပေးရှောင်ရတဲ့ပြည်သူတွေဆိုရင်တန်းနဲ့ချီတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနိုင်ငံရဲ့အနာဂတ်ဖြစ်တဲ့ဒီလူငယ်တွေဟိုပြေးလိုက်ဒီဟိုပြေးလိုက်ဟိုမှာအသေးခံလိုက်ဒီမှာအသေးခံလိုက်ဒါမျိုးပုံစံမျိုးတွေဖြစ်နေတာပေါ့နော်အဲ့တော့ဒါဟာလည်းအခက်အခဲတွေပဲဖြစ်တယ်ပြီးတော့နောက်တစ်ခုကနိုင်ငံရဲ့စီးပွားရေးကတော့အားလုံးသိမှာပါနေ့စဉ်နဲ့မျှကျွန်တော်တို့ဒါကုန်စည်နှုန်းတွေဘယ်လောက်ထိတက်လာသလဲပေါ့နော်အခုလိုနိုင်ငံတွင်းအခြေအနေတွေကြောင့်မလို့ဒါကုမ္ပဏီတွေပိတ်သွားတယ်နိုင်ငံတကာကယင်းနှိမ့်နှံမှုတွေထွက်သွားတယ်ပြည်သူတွေအလုပ်ကိုင်တွေခက်ခဲကုန်တယ်ပျောက်ကုန်တယ်ပေါ့နော်ကုန်စည်နှုန်းတွေအဆမတန်တက်လာတယ်အခြေခံလူတန်းစားတွေဆိုရင်ဒါကြက်ဥတောင်မှနတ်မှန်အောင်မစားနိုင်တော့တဲ့အနေအထားတွေဒီဖြစ်ကုန်တယ်ပေါ့နော်ဒါတော်တော်ကိုဆိုးရတဲ့အနေအထားပါစင်းရဲမွဲတေမှုတွေပို့ပြီးတော့များလာတယ်နေ့စဉ်စားဝတ်နေရေးတွေခက်ခဲလာတယ်အရင်တုန်းကလူလက်တန်းစားအနေအထားတွေကအခုဆိုအခြေခံလူတန်းစားအဆင့်တွေထိနှိမ့်ကျကုန်တာတွေရှိတယ်ပေါ့နော်အဲတော်တော်ကိုခက်ခဲတဲ့အနေအထားပါငွေကြေးစနစ်တွေမတည်ငြိမ်ဘူးကြက်ငွေတန်ဖိုးတွေကျလာတယ်ဘဏ်စနစ်တွေရိမ့်ရိုင်လာတယ်ဘဏ်စနစ်တွေပြတ်သွားတဲ့နေရာတွေရှိတယ်ပေါ့နော်အဲ့တော့ကိုယ်ငွေကိုထုတ်တာတော့မှပဲကိုထုတ်ချင်တဲ့လောက်ပမာဏထုတ်ခွင့်မရဘူးကိုထုတ်ချင်တဲ့လိုပုံစံမျိုးနဲ့ထုတ်ခွင့်မရတဲ့အနေအထားတွေကြုံလာရတယ်စီးပွားရေးလုပ်ငန်းတွေမှာရောလူတို့အသုံးစရိတ်တွေမှာပါဒီလိုမျိုးကိစ္စတွေကြောင့်မလို့အများကြီးပဲထိခိုက်ခက်ခဲလာတာတွေရှိတယ်ပေါ့နော်နောက်တစ်ခုဒါပညာရေးစနစ်လည်းပြိုတာပဲခက်ခဲတာပဲဘာကြောင့်လဲဆိုတော့ဒီအာဏာသိမ်းမှုကြောင့်မလို့ပေါ့နော်ကိုယ့်ရဲ့ကနေပြီးတော့ဒါစစ်တပ်ကောပြင်သူ့ရဲ့အာဏာကိုရဆက်ပြီးတော့လက်မလွတ်ရဖို့အရေးဒီလိုမျိုးဒါယာတို့တစ်ခုရဖို့အတွက်ဥပဒေတွေပြဋ္ဌာန်းတာတွေကစလိုက်ပြီးတော့အတုခိုးပြီးတော့ဒီကောင်လုံနေတယ်ပေါ့နော်အဲ့တော့စစ်ကောင်းဆောင်မဟုတ်ဘဲနဲ့နိုင်ငံကောင်းဆောင်ဆိုတဲ့ပုံရိပ်ကိုသူကဖန်တီးကျင်တာဖြစ်တယ်ဒါကသူ့အတွက်အရေးကြီးတယ်လို့ပြောရမှာပေါ့နော်ဘာကြောင့်လဲဆိုတော့မင်းအောင်လှိုင်လို့ပြောလိုက်တာနဲ့ဒါလူထောက်ခံမှုမရှိတဲ့ကောင်ရွေးကောက်ပွဲအတူရောင်ဖန်တီးတဲ့ကောင်အကြမ်းဖက်ကောင်စသဖြင့်ပေါ့နော်မကောင်းတာတွေကတွဲပြီးတော့ပါလာတယ်မကောင်းတာတွေနဲ့ပဲတွဲပြီးတော့မြင်တယ်လူတက်ကောင်ရာဇဝတ်ကောင်ဒါမျိုးပုံစံမျိုးတွေပေါ့နော်အဲကြောင့်မလို့ဒါသူကပညာရေးယဉ်ကျေးမှုအဖွဲ့အစည်းတွေရဲ့ပုံရိပ်တွေနဲ့သူ့ရဲ့ဒါပုံရိပ်ကိုတွဲဖက်ပြီးတော့ပြကျင်တာဖြစ်တယ်ပေါ့နော်အဲတော့ရန်ကုန်တက္ကသိုလ်ကဘွယ်ပေးတာကတက်သေးကတည်းမဟုတ်ဘူးပညာရေးဘက်ကပါသူ့ကိုလက်ခံတယ်ဆိုတဲ့ပုံရိပ်ကိုသူကဖန်တီးကျင်တာနိုင်ငံတစ်ခုမှာပညာရေးကအရန်အရေးကြီးတာဖြစ်တဲ့အတွက်ဒီလိုမျိုးအဖွဲ့အစည်းတစ်ခုကသူ့ကိုဒီလိုမျိုးထောက်ခံပါတယ်ဒီလိုမျိုးဘွယ်ပေးပါတယ်ဆိုတဲ့ပုံရိပ်တစ်ခုကိုသူကဖန်တီးကျင်တာတော်တော်ယွန်စရာကောင်းတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါမေစုနဲ့ရန်ကုန်တက္ကသိုလ်ရဲ့သမိုင်းကိုရှင်းကျင်တာပေါ့နော်မေစုနဲ့ရန်ကုန်တက္ကသိုလ်ကိုတည်ရှိခဲ့တဲ့သမိုင်းကိုသူကရှင်းကျင်တာဖြစ်တယ်ရှင်းလို့မရဘူးဆိုတာလည်းသူသိတယ်ချက်တွေနဲ့ဖြတ်တန်းခဲ့ရတဲ့ကာလတွေဖြစ်တယ်ပေါ့နော်အဲဒါကြတော့ဒါမေစုလက်ထက်မှာမြန်မာနိုင်ငံကကြောက်ရွံ့မှုကနေပြီးတော့မျှော်လင့်ချက်ဘက်ကိုပို့ပြီးတော့သွားတယ်အထီးကျန်မှုကနေပြီးတော့ကဘာနဲ့ရင်မောင်တန်းနိုင်တဲ့ချိတ်ဆက်မှုတွေဘက်ကိုသွားတယ်လူမှုပါဝင်မှုတွေပုံများခဲ့တဲ့ကာလတွေဖြစ်တယ်ပြီးပြည့်စုံတယ်လို့မပြောနိုင်ပေမဲ့နောက်ပြန်မလှည့်ပဲနဲ့ရှေ့သို့သွားနိုင်မယ်ဆိုတဲ့ယုံကြည်မှုပေါ့နော်လူမှုကယုံကြည်ခဲ့တဲ့အချိန်ဆိုပြီးတော့ပြောရလိမ့်မယ်ပေါ့နော်အဲ့တော့ဒါတွေကိုရန်ကုန်တက္ကသိုလ်ကမသိလို့လားမသိဘဲနဲ့တော့မရှိဘူးပေါ့နော်ပြီးတော့ဒီရန်ကုန်တက္ကသိုလ်ကပေးသလိုမျိုးဒါပြပြီးတော့သူကယူခဲ့တာရန်ကုန်တက္ကသိုလ်ကတော့ဒါတွေကိုဒီလိုမျိုးသိရတဲ့နဲ့တော့မပေးဘူးဒါပေမဲ့ဒီတက္ကသိုလ်တွေကစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာလုံးဝ100%ရောက်နေပြီဆိုတဲ့ဟာကိုပြတာနဲ့အတူတူပဲပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်အောင်လဲမင်းအောင်လှိုင်ကစီမံထားတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဘွဲ့ပေးတယ်ဆိုတဲ့ဟာကဒီလိုအရေးချင်းနေရှိလို့ပေးခဲ့တာမဟုတ်ဘူး
ဒီလိုမျိုးရေရှင်းနေမရှိဘူးဆိုတဲ့ဟာကလည်းအကုန်လုံးသိတယ်ပေါ့နော်အဲ့တော့မင်းအောင်လှိုင်ကဒီဥစ္စာကိုတရားဝင်ခေါင်းဆောင်လို့ပုံပေါ်ခြင်းလို့ propaganda ပုံစံမျိုးအနေနဲ့သူကလုပ်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ရန်ကုန်တက္ကသိုလ်ရဲ့ဒါသမိုင်းနဲ့နာမည်ကိုယူပြီးတော့အသုံးချခြင်းတာဖြစ်ပါတယ်ဒီပညာရေးအဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်လည်းမဟုတ်ဘူးတက္ကသိုလ်တွေကဒါလွတ်လပ်တဲ့ဆုံးဖြတ်မှုမရှိတော့ဘူးစစ်ကောင်စီရဲ့လက်အောက်မှာတိုက်ရိုက်ထိန်းချုပ်ခံနေရတယ်ဆိုပြီးတော့ပြောရမယ်ပြောမယ်ဆိုရင်သူကဒီဘွဲကိုလိုချင်လို့သူ့ကိုယ်သူပြန်ပေးခဲ့တာပဲငါ့ကိုပေးဆိုတဲ့ပုံစံမျိုးလုပ်ခဲ့တာပဲဒါကတော့အားလုံးသိတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ဒီရန်ကုန်တက္ကသိုလ်ရဲ့နာမည်နဲ့သမိုင်းကိုအသုံးချတာပါရန်ကုန်တက္ကသိုလ်ကဒါမြန်မာဒီမိုကရေစီလှုပ်ရှားမှုတွေထွက်ပေါ်ခဲ့တဲ့နေရာတစ်ခုဖြစ်တယ်တောင်းသားသမိုင်းဒါအစင်လာကြီးခဲ့တဲ့နေရာတစ်ခုဖြစ်တယ်မြန်မာမျိုးသားရေးဒီမိုကရေစီလှုပ်ရှားမှုများတဲ့မူလဇင်းမြစ်နေရာတစ်ခုဖြစ်တယ်ဗိုလ်ချုပ်အောင်ဆန်းဦးနုဒါမေစုစတဲ့ပုံကိုယ်တွေအထင်ကရပုံကိုယ်တွေရဲ့သမိုင်းအနေနဲ့ချိတ်ဆက်တည်ရှိနေတဲ့နေရာတစ်ခုဖြစ်တယ်နောက်တစ်ခုကတော့စစ်အာဏာရှင်ကိုတော်လန်မေးခွန်းထုတ်ခဲ့ကြတဲ့ပညာရှင်တွေကျောင်းသားတွေရဲ့ဒါသင်္ကေတတွေဖြစ်တယ်ဒီလိုသမိုင်းအစင်လာကြီးတဲ့နေရာကသူ့ကိုဂုဏ်ပြုတယ်အသိမှတ်ပြုတယ်ဆိုတဲ့ဟာမျိုးကိုဒီကောင်ကလိုချင်တာပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့ဒါသူကအတုလိုက်ခိုးနေတာဖြစ်တယ်အရှိမဒါတည့်ရတိုင်းပဲမေစုကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ယာရုကိုယူတဲ့အခါကျတော့သူကလည်းအခုအဲ့လိုမျိုးပုံစံမျိုးတွေလိုက်လုပ်နေတယ်ဒါနောက်